ပါပါကျွန်တော်ဒီနေ့သွားမယ့်ဒိုင်မိုလေးကကြတော့ဒီ red နဲ့ concrete volume လေးတွေကိုကောက်ပြီးမှကျွန်တော်တို့ဒိုင်မိုလုပ်ကြည့်လုပ်ကြမှာပါ။ဒါဒီမှာကျွန်တော်တို့တနေ့ပါဒီမှာ concrete volume လေးပေးတယ်ပြည့်တယ်ပေါ့နော်။ဒီမှာကျတော့ကျွန်တော်တို့ဒီ parameter နဲ့ dimension နဲ့မှာ width တော့ပါတယ်။သူရဲ့ concrete volume တို့ area တို့ပါလာနော်။ဒါလေးနဲ့ပတ်သက်လို့ကျွန်တော် volume လို့ပြချင်တယ်ဆိုရင်ကျွန်တော်တို့က problem ဆိုတော့ memory ကိုသုံးပြမယ်နော်။အဲဒီမှာကျွန်တော်တို့ဒီ parameter မရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ parameter တစ်ခုဖန်ထားတယ်။အဲတော့ကျွန်တော် project parameter တစ်ခုကိုဖန်ပြပါနော်။အဲတော့ဘာလို့ဖန်ပြလဲဆိုတော့ကျွန်တော်က CONCR လေး complete with volume ဆိုပြီးတော့ကျွန်တော်ဒီမှာသူ့ရဲ့ category 1နဲ့တော့ category နဲ့ကတော့ကျွန်တော်က rank ပေးလိုက်နော်။ rank ပေးလိုက်မယ်ကျွန်တော်ပြီးတော့ display တော့ပုံမှန်ပဲဒီကောင်ကြပါဖြစ်သွားမယ်ဆိုတော့ volume ဖြစ်မယ်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာထားမယ်ဆိုတော့ dimension အောက်နော်ပြီးတော့ okay ပေးလိုက်ပါ okay လို့ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒါလေးတွေကို select ပေးတာနဲ့ကျွန်တော်တို့ dimension အောက်မှာ concrete volume ကပေါ်လာပြီဒါပေမဲ့ဒီမှာတော့ပမာဏပေါ့ပေးထားပါနော်အဲ့ဒါကျွန်တော်တို့ dimension ကိုပေါ်ပါမယ် okay အဲ့တော့ကျွန်တော်တို့က model တွေကို select လုပ်ဖြစ်တဲ့အကြောင်းတို့ graphic အောက်မှာကျွန်တော်တို့ selection ရှိတယ်အဲ့ selection ကနေပြီးတော့ကျွန်တော်တို့က green မှာကဘာလဲဆိုတော့ select model ပေါ့နော် select model မှာ element ကိုရင်းပြီးတွေ့တာရှိပါတယ် model element ဆိုပြီးတော့အများကြီးတွေ့တာရှိပါတယ်ဒီတစ်ခုကတော့ဒီလိုပါပဲ select လုပ်တဲ့အခါမှာ single နဲ့ multiple ပဲနဲ့ပွာလာပဲရှိတယ်အဲ့တော့ကျွန်တော်ဒါလေးကိုယူလိုက်နော် okay အဲ့တော့ပါလဲဆိုဒီမှာ automatic ကိုထားထားတဲ့ကြောင့် value ပြန်ပြောင်းလိုက်နော်အဲ့ဒါဆို select တော့နှိပ်ပြီးတာနဲ့ဒီလိုဟုတ်လားအားလုံးကိုရွေးချထားနော်ဒါဆိုရင်ကျွန်တော်ဒီမှာရလာတယ်အဲ့တော့ဒီကောင်လေးကိုဘာလုပ်မလဲဆိုရင်parameter ဆက်မှာဖြစ်တဲ့ကြောင့်လို့ကျွန်တော်ဒီနေ့ကထောက်ထားတဲ့တောက်လျှောက်အများဆုံးနဲ့ပြည့်တယ်ဆိုတဲ့ element set parameter by name ဆိုတဲ့ဟာလေးပေါ့နော်ဘာလို့လဲဆိုတော့ဒီကိုကျွန်တော်တို့က volume နဲ့ဆက်ပြီးတော့ volume ကိုကောက်အဲ့တော့ set အဲ့တော့ဒီထဲမှာပဲလုပ်တော့ဒီမှာပဲလုပ်လို့နော် set နော် sorry ဒီMNE element dot cp set parameter parameter by name နော်ဒါ rapid ကပါတာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့လိုက်နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီကောင်လေးကိုရွေးပြီးသွား model တွေရွေးပြီးသွားပြီကျွန်တော်တို့ကတော့မယ်ဆိုရင်သူ့ရဲ့solid နော်သူကဘာလဲဆိုရင်တူတယ်ဖြစ်တော့လို့ solid အဲကြောင့်မလို့ element dot so element solid နော်ဒီမှာပါပြီးသားပါအဲ့တော့ဒါလေးကိုကျွန်တော်ယူလိုက်မယ်လုပ်လိုက်မယ်ဒါလေးခဏ place ထားအောင်နော်သူသုံးသေးဘူးအဲ့တော့ဒါလုပ်လိုက်မယ် brand တွေဒီမှာရောက်လာပေါ့နော်အဲ့တော့ graphical လို့တင်နေဒါကိုပဲတင်နေဒါကိုပဲတင်နော်အဲ့ဒီဆိုဒီမှာ right click ထောက်ပြီးတော့လုံးတင်ဖြစ်တယ်ဟောချိန်မှချိန်နော်ရံပြီး credit တိုင်းချိန်နော်โอเคရတယ်နော်ဒါဆိုရင်ဒီမှာဘာလဲ solid ဆိုတဲ့အတွက်ကြောင့် solid တွေဝင်လာအဲ့ solid တွေနေမှာကျွန်တော်တို့ဘာထုတ်မှာဆိုရင် volume ကိုထုတ်မှာဖြစ်တယ်နော်ဒါကြောင့်မို့ sorry volume နော် volume မှာ solid geometry ပေါ့နော်အဲ့တော့ geometry ထဲမှာရှိနော်ကျွန်တော်တို့ original ပါလာတဲ့ထဲကဖြစ်ပါတယ်
နော်ကျွန်တော်တွေအားလုံးကတော့ဒီမှာကျွန်တော်တို့ note တွေလုပ်တဲ့အခါမှာ first step တိတ်တွေဆောက်လုပ်တဲ့အခါမှာပါရရှိတယ်နော်အဲ့တော့ volume လေးကိုလိုက်ပါမယ်ပြီးတော့ကျွန်တော်တက်တော့ solid ထွက်တယ် solid ထွက်ရင်ဒီမှာပါဝင်ရမယ် solid ဝင်ရဖြစ်တဲ့အတွက်ကြောင့် select ပြီးတော့ run လိုက်ပါအဲဆိုရင်ဒီမှာကျွန်တော်တို့သုံးခုတောက်တာပဲသုံးခုသုံးတယ်ဘောလုံးလေးတက်လာပြီဒီမှာကျွန်တော်တို့ကြည့်အောင်ဆိုတော့ဘောလုံးလေးထွက်လာတော့ဘောလုံးလေးကနေနေအများကြီးနော်အဲ့တော့ကျွန်တော်တို့ကဘာကြောင့်ဖြစ်တာလဲဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်ဆိုရင်နော်ဘယ်ဖြစ်မှာ UN လို့ပေါ်ပြီးတိုက်ရှာကြည့်လိုက်ဆိုရင်ဘောလုံးကဒီကတန်းကမီတာကျူဟုတ်ပြီနော်ကျွန်တော်တို့ length ကဘာလဲဆိုရင်မီလီမီတာဟုတ်ပြီနော်မီလီမီတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဘာဖြစ်ဆိုတော့ဖြစ်နေတဲ့အကြောင်းရင်းက unit ကြောင့်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကသူ့ကိုဘာလို့ပြန်ပြီးတော့ချိန်ပြန်နော်ချိန်ပြန်မယ်အဲ့ဒါကိုချိန်နေပြီကတော့နှစ်မျိုးရှိတယ် match နဲ့တွက်တာရှိတယ်ကျွန်တော်တို့လုပ်ပေါ်တာရှိတယ်နှုတ်နဲ့ကကြတော့ဘာလဲဆိုရင် combat နော်ချိန်မှာဖြစ်တဲ့ကြောင့်မလို့ conversation လို့ပါနော် CONVERT combat လို့ပါဘယ်လိုလဲဆိုတော့ between unit နော် unit နှစ်ခုကြားမှာချိန်မှာဖြစ်တဲ့ကြောင့်မလို့ import output နံပါတ်လေးဒါလေးလိုက်မယ်ပေါ့နော်အဲ့မှာကျွန်တော်ဒီတဲ့ကိုလိုက်မယ် dash မဟုတ်ဘူး volume ဖြစ်တယ်ကျွန်တော်တို့ဒီပြန်နေချိန်ပါတယ် cubic millimeter ကနေတော့ cubic meter ကိုချိန်ဖြစ်တယ်နော်ပြီးသွားရင် run လိုက်ပါဒါဆိုရင်ဒီမှာကျွန်တော်တို့နာမသာပြင်ကျွန်တော်တို့ cubic meter ဖြစ်တယ်နော်ဒီမှာတော့ cubic sorry cubic millimeter ထပ် run လိုက်မယ်ဒါဆိုရင်cubic meter ကြီးကြီးထွက်သွားပြီအဲ့လိုမှမဟုတ်ဘူးဆိုရင်ဘာလို့လဲရလဲဆိုရင်ကျွန်တော်တို့ဒီမှာ right click ထောက်ပြီးကျွန်တော်တို့စာလေးစောင်းလေးဖြစ်တယ် sorry စာလေး sorry တပိုင်းနော်ဒီမှာတပိုင်းလေးဒါလေးပေါ့နော် sorry အဲ့လုံးဖြစ် right click တပိုင်းနော်စာလေးပေါ့ဆိုဒီမှာ command တစ်ခုထည့်ပေးရနော် command တစ်ခုထည့်ပြပါဆိုတော့ကျွန်တော်တို့ကဒီမှာရလာတဲ့ volume တွေကဒါဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ဒီမှာဘာလို့ပြန်လဲဆိုရင်ထည့်စာမိတ်ကောင်ကကျွန်တော်က NUMB နံပါတ်ဆိုပြီးတော့ကျွန်တော်ခေါ်လိုက်ပြီးတော့စုစုပေါင်းပြီးကျွန်တော်တို့ကမီလီမီတာနဲ့မီတာပြီးပုံညာ3လုံးပေါ့နော်အဲ့တော့မီ3ကနောက်တာဆိုတော့ပုံညာ6လုံးပုံညာ6လုံးစာပြီးလိုက်စာပြီးတော့ဒီမှာထည့်တယ်ဒါဆိုရင်ကျွန်တော်ဘာရဆိုရင် run လိုက်တာနဲ့ဒီမှာဒီကတက်ကြည့်လို့ဆိုရင်အဖြေကြီးစိတ်ဖြစ်ပါတယ်ဒါမိမိကြိုက်တဲ့ကိုသုံးလို့ရတယ်နော်ဒါဆိုကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင်ဒီမှာပို့လို့ရနော်ပို့လို့ရပြီပို့လို့ရပြီဆို element တွေနဲ့ကတော့ဒီ element ဝင်မှာသူ့ကိုကျွန်တော် freeze လိုက်ပါတယ် parameter ကတော့ဘာလဲဆိုရင်ကျွန်တော်တို့ string ကိုပို့ဖြစ်တယ် string string နော် string ပို့ပြီးတော့ခုနကတော့ကျွန်တော်ပေးတာအဲ့တိုင်းCON CRETE complete VOL ပေါ်လို့ပေးလိုက်နော်လိုက်ပြီးကျွန်တော်ပေးမှထည့်မယ် parameter မှာထည့် parameter နည်းရတာထည့်မဲ့ volume ကဒီကောလို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ run နဲ့တွဲပြန်တယ်ကျွန်တော်တို့ web ထဲမှာ volume လေးဒီမှာဝင်လာတာကိုတွေ့ရပါနော်ဟုတ်ပြီအဲ့ဒါဆိုတော့နောက်တစ်နည်းရှိနေတာပေါ့နော်နောက်တစ်နည်းကပါပြဆိုတော့ဗျာနောက်တစ်နည်းကကျတော့ဒီကောင်းလေးကိုဟုတ်လားဆက်လက်လုပ်ရတော့ဖြစ်ချင်သူ project ထဲမှာပါတဲ့ brand ပြုပါတွေက brand အားလုံးကိုယူခြင်းနဲ့မှာထက်ပြများ brand ပေါက်ချင်နော်ပါပြီးဆက်လက်လုပ်ချင်ဘူးရပါတယ်အဲ့ဒါဆိုရင်တော့သူတို့ဘာလို့သုံးမဲ့ဘယ်လိုသုံးမဲ့ဆိုရင်အရင်ဆုံး category ဒီမှာ category ဆိုပြီးတော့ဒီကပြောပြလိုက်အောင်နော်ဒါလေးကိုယူမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကအားလို့ရွေးလိုက်မယ်နော်
brand ဒါဆိုရင်ကျွန်တော်ဒါ category ကနေကျွန်တော်ဘာလို့element ထုတ်ဖို့အတွက်ဆိုရင်သူနဲ့တွဲသုံးတဲ့နှုတ်ကလေးကဘာလဲဆိုရင် all element of category အဲ့တော့သူ့ကိုပြီးကြတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ကသူ့လိုပြောတော့ select လုပ်တာ brand ဆိုတဲ့လေမှာကျွန်တော်တို့ဝင်လာပါတယ်၃ခုပါဒီမှာကြည့်လိုက်ရင်၃ခုပါဒီကိုအဲ့တော့ကိုကြိုက်တဲ့ဒီကို၃ခုเนาะအဲ့ဒီမှာဒီနေရာလေးကိုကျွန်တော်တို့မြားလေးထောက်ပြီးတော့ကွန်ပျူတာကနေပြီး shift key လေးကိုနှိပ်ပြီးတော့ဒီကိုထည့်လိုက်เนาะထည့်တဲ့အချိန်မှာ shift key လေးကိုတွတ်လိုက်เนาะဒါဆိုရင်ကျွန်တော်တို့ဒီကောင်မသုံးနေရအောင်เนาะဒီ please လိုက်နိုင်တယ်ဒီနဲ့သုံးမယ်ဆိုရင်စင်စီသွားသုံးလို့ရမှာဖြစ်ပါတယ်เนาะ brand ဆိုတာဒီမှာပြန်ပေါ်လာပါတယ်เนาะနောက်မှာဟို solid form တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီကြောင့်ဒီနဲ့ဆိုလေဒီမှာဒီကိုတိုင်းပဲဒီမှာပြန်ဝင်နေတာဖြစ်တယ်เนาะဟုတ်ပြီဒီမှာခုနကကျွန်တော်ကဒီမှာ0တွေပြန်ထည့်ခဲ့နောက်ခုလည်း0တွေပြန်ထည့်ခဲ့ခုလည်း0တွေပြန်ထည့်ခဲ့မယ်ဟုတ်ပြီကျွန်တော်တို့ပြန်ရမယ် brand ပြီးတော့ပါပြန်ပြီးတော့ step ပြီးဒီမှာပြန်ဝင်နေတာကိုတွေ့ရအောင်เนาะဒါဆိုရင်ကျွန်တော်တို့ကဒီကောင်လေးမလုပ်လို့ရတယ်နင်း share ကျူတဲ့မှာပုတ်ဖို့ကျွန်တော်ဒီကနေမှစင် Facebook to Excel ဆိုပြီးတော့ Excel မှာသွားပြီးတော့ထည့်တာဖြစ်ထည့်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးတွေဟိုလေးတွေကရှိဘယ်လိုသွားတာတော့တို့တနေ့နဲ့တနေ့ဖြည့်ဖြည့်သွားကြတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ